ွာသေးဘူးလား တော့နှစ်ပွဲမှာ နောက်နှစ်ပွဲတက်မှာတာသေးတယ်မင်းကွာမင်းနဲ့ငါနဲ့ဟိုတယောက်တစ်လက်စီရှင်းကြီးလေနော်မနေ့ကမင်းရှင်းတဲ့လက်တုန်းကငါလက်ဖေးတစ်ခွက်ထဲတောက်ပြီးငါပြန်သွားတာဒီနေ့ငါရှင်းတဲ့လက်ကွာမင်းကြည့်ဦးကွာဒီမှာအတုတ်ကတစ်ပွဲထမင်းကနှစ်ပွဲနော်ပြီးခေါက်ဆွဲတော့ဟိုမှာလည်းကြာစံတုတ်ကထက်စားတယ်နောက်နှစ်ပွဲထက်မှာတာသေးတယ်ပလာတာနှစ်ပွဲစမူစာတွေအကြဝေးတွေရောမင်းဟိုးရလားကွာအဲ့လောက်ကြီးမလုံးနဲ့လေမင်းကလည်း အော်မင်းနဲ့ငါနဲ့တယောက်တစ်နေ့ငပိတ်လိုက်မှာရှင်းချင်းလေမင်းနဲ့တော့လည်းငါရှင်းတာပဲလေငါလည်းကြတော့လေမင်းရှင်းရမှာပဲလေငါစားတာ မင်းနဲ့တော့ငါရှင်းတယ်လို့မင်းတို့လာမပြောနဲ့လေငါလက်ပိတ်တစ်ခွက်တည်းတောက်တာကွာငါလူနားလေတယ်မင်း မင်းပြောလို့ငါလူနားမလို့ ဟိုငါအဲ့လိုတော့မပြောဘူးဒါမျိုးမင်းခံယူတာငါပြောချင်တာတုံလို့ပေါ့ကွာသူမျိုးမှပတ်သက်ရှိလားသိမရှိလားမသိနဲ့ ဟာဒါတော့တယောက်တစ်နေ့ရှင်းချင်းရတော့ကွာမင်းကငါလည်းငါကြိုက်တယ်စားမယ်မင်းလည်းမင်းကြိုက်တော့စားကွာဒီထဲမှာငါလို့မင်းစားနေတာစားငါရှင်းမယ် အေးပြီးရောရတယ်ဟေ့အောင်မနေ့ပြန်ကြရင်မင်းရှင်းမယ်လေငါစားမယ်အဲ့လိုမျိုး အဲ့တော့ငါပြောမလို့မင်းနေတာမင်းကငါနဲ့တပည့်တိုင်းမှာတရားစီရှင်းချင်းလေအဲ့ဒီနေ့ကငါမနှက်ပြန်စားပြီးတော့မလုပ်တော့ဘူး ဟေး အောင်မလေးကွာထူးထူးဆန်းဆန်းနောက်ပွင့်မဲ့ဖရားတွေမြန်တန်းစီပြီးတော့ခုချက်ချင်းပွင့်အောင်မလားအောင်မရတဘွားလုံးသူများရှိတာဒိုင်မန်တို့ဂုံးစင်းလာတယ်ကွာငါ့ကိုလက်ဖေးတိုက်ချင်လို့ဆိုပြီးဆိုင်အောင်ချင်းနေဟဟလားဗါလေပတ်သက်ကောက်ရလား ဘေးရတာကောက်ရမှာတော့ကိုယ့်ရဲ့အခြေဆုံးတငယ်ချင်းကိုတိုက်ချင်လို့ကျွေးချင်လို့မွေးချင်လို့အဲ့ဒါကြောင့်တတ်ခေါ်လာတာလက်ဖေးပဲမလုပ်နဲ့ဘာမှအောင်နဲ့စားချင်တော့အကုန်မလို့ရတယ် တင်းချင်းမင်းတိုက်လို့ကငါတောက်ရတာရောက်ရင် breakfast ဆိုတာများသွားတယ်ကွာမနေ့ကငါသမင်းကြောင်နဲ့ဟာဘာကနဲ့စားလာလို့ သမင်းကျော်နဲ့ဟမ်ဘတ်ကောင်မင်းဘလို့များတွဲစားလဲကွာငါ့ကိုပြောသမ်းပါ ဟုတ်လေသမင်းကြော်ကစားပြီးတဲ့အချိန်ကျမှဟာဘာက delivery နဲ့ရောက်လာတာကွာအဲဘိုင်နေနဲ့တင်းနေလို့ ဟုတ်ကြရ တော်ပါလက်ဖေးရယ်ပဲနံများလေးရယ်ပဲကြာလေးရယ်လက်ခုပ်လေးတစ်ပွဲအတုပ်လေး၃ပွဲလောက်ရယ်ဆိုတော်ပါပြီ ငါလည်းဝေးတယ်ပြောတော့ဘိုက်မစားဘူးဆို မဟုတ်လေပါစက်ထုတ်တော့မှရွာအမျိုးတွေနေအိမ်လာလဲမယ်တဲ့ အဲ့ဆိုရင်တော့ပြောစားရှိရလေးတော့ပြောမယ်နော် အေးပါစက်ပဲထုတ်လိုက်ပါတော့ငါတင်ပြ အဲ့ချက်ပြောလို့မရဘူးလေသူကချင်းငါပြောစားရှိလို့အဲ့လိုကျွေးမွေးပြီးတော့ခေါ်လိုက်တာဟာဟိုမင်းအခုအေးအေး ဘာတော့မြောက်ယူနေကွာ မြောက်ကျွန်းနေအဲ့လို ဆောက်လို့တော့ အဲ့လိုဆွဲလိုက်တော့ ကဲပါစက်ရပြီလိုက်တော့ မုတ်ခရနေတယ်ဟိုလိုငါပြောချင်လို့ဝါဒါလေးတွေကျွေးတာ အော်အေး ငါကြောင့်လည်းသိရသားနဲ့ အေး ဟုတ်ညအိမ်မှာတယောက်တည်းဒီမှာတက်လိမ့်မင်းကြီးတာလေး ငါဒီနဲ့လေးတော့ချင် ရပါလေတောက်တာဗာပြဿနာရှိလို့တော့တက်လိမ့်မနောက်တော့တဘောလောက်ရှိရင်ချပေးပါအောင်အေးဒီလိုတင်ငယ်ချင်းဟာတည်း အေး ဟိုမင်းအိမ်မှာလေမင်းတယောက်တည်းနေရမှာလား အေးလေဟာပြီလို့ အိမ်ငါးတယ်နော် ဟာငါနေထိုင်နေကွာငါနေတာဗော ငါအပိုင်မလို့ဩငါနေတယ်ပြီးနေတဲ့ကိစ္စအစိုးရလည်းငါနေတာလားလို့မေးတာကွာ ငါနေ ဟိုတစ်လားဘယ်လောက်ပြရတယ် 45လေး မင်းဘယ်များပေါ်လိုက်တာ မဟုတ်လေအဲ့ဒါမတက်နိုင်လို့တသိန်းခွဲတဲ့အိမ်ပြင် ဒီ လာ ဆိုရတသိန်းခွဲနဲ့ငါနေတယ်ငါနေတယ်ငါ့ကိုလူတန်းပြောကွာမိုးလို့စိတ်စက်ကိုကပ်နေတယ်ပြောချင်တာအဲ့တသိန်းခွဲနဲ့ငါနေတဲ့အိမ်ကဘယ်နှယောက်နေလို့ရ ဟမ်အေးလုံးဝဒီငါနေပါလေဆိုမှဘယ်နှယောက်နေလို့ရတာဗောငါတယောက်တည်းသမောင်းလို့တယောက်တည်းနေတာလေ ဟုတ်လားအေးအဲ့ဒါလေငါမင်းအိမ်မှာလာနေမလားလို့မအလကားတော့မနေဘူးလေကွာတကယ်ကြီးကလည်းမင်းတော့တသိန်းခွဲပေးထားရတယ်ပဲဟဲ့ယူငါ9000စိုက်ပေးမှာဗော 9000 အေးရော 9000အေးစူးတော့မစူးဘူးနော်9000ဆိုငါစားစိတ်တောက်စီလေးကြည့်တာဗော အေးပါ မင်းတို့ကမျိုး9ရောက်6လောက်တင်လိုက်ငါမျက်တော့မရဘူးမ မဟုတ်တကယ်ကြီး လူစုလား မအဲ့လိုလူစုလို့မရဘူးအဲ့လိုအများကြီးတော့ဒီလိုငါလည်းရှုပ်မနေချင်လို့ကွာအခုငါနေတဲ့ဟိုလိုင်းကန်အတွဲတွေနဲ့လေအဲ့လိုရှုပ်လို့တကယ်ကြီးစီမှာလာနေချင်တာငါလည်းတသိန်းခွဲပေးရတာ မ ပဲ င်းတယောက်တည်းအေးစင်းနေစင်တာငါတို့လည်းအဲ့ဆိုငါ့ကို3သိန်းမင်းငါ့မော်နေလိုက်နော် မဟုတ်လေ 3သိန်းပေးလိုက်မင်းအဲ့တယောက်တည်းနေလိုက် 9000ပေးမှာလို့တလောက် ဟောတစ်လောက်9000 3သိန်းဆိုမင်းကငါပြန်ငါလို့ဖြစ်နေရတယ်ကွာငါတက်တာအောင်လို့လောက်တာအဲ့တော့ငါ9000ပေးနေပြီနော် 9000ပေးနေရအဲ့တခုတော့ရှိတယ်ကွာငါလည်းဒါဟိုနှစ်ချုပ်နဲ့ကြူပြီးတော့ပေးရလေမင်းက9နှစ်စာလောက်ပေးထားလိုက် ငါဝယ်တာမဟုတ်လေတကယ်ကြီးငါတက်တာအောင်မင်းအိမ်မှာတလောက်9000ပေးနေတာလေ ဟောလာစင်ပေးတော့ လာစင်တော့ပေးမှာပေါ့ အေးရ ပြီးတော့အဲ့ဒါမနေ့ကငါပြောင်းလာခဲ့လိုက်နော် နှစ်ပန်ရက်ရစားကွာ
အဲ့ဆိုလို့လုပ်ပါလားကြာတာပင်းကြီးကပြဿနာကြတယ်ကြာတာပင်းကြီးကမှတောင်းတာပဲ ဟုတ်လေအိမ်ပြောင်းအိမ်ရွှေ့ဆိုတာရက်ရသားကိုရွှေ့ပြောင်းကြတာလေကွာမင်းကပြက်တိုင်းငါပြောင်းတော့ငါလက်ပိတ်မှာပေါ့မင်း မင်းတို့ထွေရေးရစားပဲကြက်တိတ်ချိတ်ထွက် ငါမနေ့ကတော့ပြောင်းလာတယ်ဟိုမဟုတ်ငါပြောပြီးညတော့မှငါကင်းနေသွားအိမ်ရတာအဲ့လိုက်တာ ဟောပြောင်းမယ်ဘာထုံးမတော့တင်မလားနဲ့နော်အိမ်နေရှုပ်ကုန် ဟောရတယ်မင်းကြီးမဝေစားရ ငါဥစားတွေယူမွန်းနေလေ မင်းမအထုတ်တွေတဲမလားနဲ့ဆို တင်အိမ်မှာရှုံးအောင်ဆိုလို့ ဟုတ်လေအဲ့ဒါတောင်မလို့ပြောတာအဲ့တိုင်းမှာပါတော့ငါမင်းကြီးဝတ်မှာပေါ့ ရအဲ့ဆိုပြီးရောပါဆယ်ရပြီလားပါဆယ်ဟမ်ထူတော့ပဲရဟောကြာစံကျော်လေးနှစ်ပွဲလောက်ထည့်သမား ကြာတယ်နော်တော့ နှစ်ပွဲလောက် ကြာတယ်ကျွန်တော်နှစ်ပွဲထည့်ပြီးတော့လေအဲ့ဒါဘေးလေးပါယူလာခဲ့ပါသိလား ကျေးဇူးပဲ ဟင်း ဒါပြီလား ပြောင်းလာပြီ အေးဘယ်နေ့နေမှာလဲ ဟုတ်လေငါတစ်လောက်9000ပြီးမလို့ အေးဟုတ်သားပဲလာလေတော့အောင်မေလို့ ဘယ်ရလဲလဲအမှာတော့ဝစားရတော့ဒါပဲယူလာလိုက်ပြီဟိုလူအဲ့လေမိချက်ပဲဝေးလိုက်ပြီလေ အော်မင်းကလည်းကိုယ့်ကိုဝေးပါစီမီကံမရှိနဲ့ မဟုတ်လေအများကြီးဆိုရင်ဒီမှာနေထိုင်ရတာအဆင်မပြေမှာဆိုလို့ လောက်ပါလေမင်းဘယ်မှလည်းသိသွားတာမှမဟုတ်တာနော်ဦးရခွက်ရော ဘာလဲချက်စားဟာဒီမရှိရတဲ့ချက်စားမလို့ အော်ဘယ်ရလားကွာအဲ့လိုဒီဒိုင်မန်ဘရုံးနဲ့ဂုံးမစင်းနဲ့ငါချက်စားတာမဟုတ်ဘူး အချက်မစားဘာမှစားတော့ ဖုံးချောင်းသွားစားလေ ဟဲ့ငါ့ကိုငါလိုက်မယ် တကားပြောနေတာဂျိုင်ဆွဲစားတာ ဩထမင်းကိုလာကနေဂျိုင်းဆွဲစားတာ ဟုတ်တယ် အဲ့ဆိုအဲ့ရပဲကတ်ထားလိုက်မယ်လေကွာ အော်ကြိုက်စားလို့ရမလားငါတယောက်တော့မနေလောက်အောင်စားနေရတဲ့ဥစ္စာကိုမင်းကလေ ဟုတ်လေကွာတရက်နေ့ကတော့အဆင်ပြေသလိုပေါ့ငါလည်းအဲ့လိုမှမသိတော့ဥတွေခွက်တွေအကုန်လုံးဂျောင်းခဲ့တာ အာမင်းကဒိုင်မန်ထိုးမှဆိုတာကြီးပဲကွာဟဲ့ဒီတနက်တော့ငါနည်းနည်းမြတ်ဩအေးလာပြီလား လာပြီ တွေ့လားဂျိုင်းကပန်းရောင်လူကပန်းရောင်ဟုတ်နေရပဲဟေးဘိုင်းတော့ဒီနေ့ ဒီနေ့ဝတ်သား ဟုတ်သားဟဲ့မနေ့ကညရင်ငါ့ကိုလေငါးကြော်နဲ့လုတ်ပေးပါအောင်လို့နေမယ် ဩပြောထားတယ်မင်းမိုးကိုသုံးလိုက်လုပ်ပေးမယ်လို့ပြောတယ် အေးငပီတောင်းလေးရောနော်အေးကျေးဇူးပဲအေးလေ မင်းတို့ပေးစား ဒီဘော တလောက်လုံးရ နှစ်သိန်း ညောင်းမလို့ ဒီဘောညမနေ့ခါကြရင်ညနေတကောင်းတွေပါဘာလို့ပြောနေလဲမင်းမကောင်းမင်းပါလေပြောနေရ အေးလေငါပြောနေမင်းတို့ကိုဂျိုင်းဆွဲစားတာပတ်စံပေးစားတာမလားတလားလုံးမှ2သိန်းမလား လောက်နှစ်သိန်းလေ ညောင်းမနဲ့ညတော်မနဲ့တော့ဒါဟုတ် အေး ပြော ဘောမင်းကလေ တန်ရောဟိုငါအစင်ပြောလုံးလိုက်ပြောလိုက် ဟောမင်းလည်းမစားမလား အေးဘောအဲ့လိုပဲမင်းတော့မစားမတော့ငါလည်းမစား အဲ့ဒါပြီးရောဘောမင်းကလည်းမချက်ရတော့ဘူးလေဟုတ်လား အေးအဲ့ဒါဒီဝစားလေးဒီမှာထားခဲ့လိုက် အေး ငါလည်းသူတို့ရပဲတော့ ဒီအခုသူသွားတော့မြင်မြင်လိုက်လိုက်ပြီးကြတယ်ဘောဘာလို့မင်းလဲတော့ အေး ကဲဘိုက်ဆန်နဲ့တော့ပဲဒီကောင်မလာခင်ကိုအောင်စားထားအောင်ပါ အေးကိုကြီးကသူတို့အိမ်ကိုဒီမှာပြောင်းလာ ဩ ဟိုပြောင်းလာဆို तू ကပြောတယ်ဟိုသမင်းကိုတဲ့ညမနဲ့ပေးစားတာတဲ့ဟိုညီမလေးတို့မိသားစုရှိမှလေခြိုင်ဆွဲသားလေး ဟုတ် တစ်လောက်2သိန်းနဲ့ ဟုတ်တယ်ဟုတ်တယ် ဟိုဒီလိုလုပ်ပါလားငါညီမလေးဟို2သိန်းဆိုတော့နဲတာပေါ့3သိန်းယူလိုက်ပါ သုံးမရတယ်ပါလို့ ဟိုဒီလိုက3သိန်းယူပြီးသွားရင်တော့လေဟိုသမင်းလေးနည်းနည်းပေါ့ဟိုဟင်းလေးနည်းနည်းပေါ့ငပိလေးဆိုနည်းနည်းပို့ထည့်ပြီးပေါ့ဟိုနည်းနည်းပို့ထည့်ပြီးတယ်ဆိုပေမဲ့လေဥမာကွာဟိုဝသား तू က3လုံးဆိုရင်ကိုကြီးတော့ဝသား3လုံးပေါ့ကွာသူကသမင်းကြီးပဲ2ကြိုက်ဆိုရင်ကိုကြီးတို့သမင်းကြီးပဲ2ကြိုက်ပေါ့ဟိုငပိတပကံဆိုလဲကိုကြီးတို့တပကံပေါ့အဲ့လူလေးတော့လုပ်ပြီးပေါ့တစ်လောက်3သိန်းယူလိုက် ရတယ်အဆင်ပြေတယ်ကိုခင်လိုက်ကိုရှော့လိုက်ပြီးတော့ကိုကိုပို့ထည့်ပြလိုက်မှာပေါ့ အေးအဲ့လိုလေးရတယ်ဒါပေမဲ့ဟို level အတူတူတော့ဖြစ်ပါစေနော် ဟုတ်ပါအဲ့ဆို3သိန်းပေးပါပေါ့ 3သိန်းပေးပါ ပြီးတော့အဲ့ဆိုလို့ရှိရင်ဒီမှာဟိုအမေကိုပြောထားလိုက်နော်အေးနော် ဒီညနေကနေစပို့ပေးပါလို့ နော် နော် ဟုတ်ပါ โอเค အဲ့ဆိုအမေကိုပြောထားလိုက် အေးပြောထားလိုက်โอเคတโอเคသူကညမနဲ့2သိန်းပေးစားတယ်ကိုက3သိန်းပဲပေးစားတယ်ကိုက3သိန်းတော့တက်တာသေးတယ်အိမ်လက်ကကို9နိုင်3သိန်းဝယ်ပေးရသူ9000ကိုတက်တာအဆင်ပြေတော့ဘာလဲကွာလက်နာကွာ ဟုတ်မင်းညနာကြည့်ရတယ်မရွှေမသားနဲ့ဆိုတော့ဘာမင်းဖြစ်လို့ညနေညနေကြည့် ဒီနာကြည့်ပါလားဟိုဘောတက်ပြီးမှပြန်လဲလာပြီးကြည့်ရတယ်လေ ဘာဖြစ်လာလဲ စိတ်နေတယ်လို့ကွာငါတို့ဘာကြီး ဘာဖြစ်လို့ မပြောတော့ကွာထားလိုက်ပါတော့စိတ်နေစိတ်နေ အေးမင်းကစိတ်ညစ်တဲ့အချိန်မှာငါမင်္ဂလာစကားမပြောလို့မရဘူးပြောမှဖြစ်တော့မယ် ဟုတ်လို့ ငါနဲ့အေးအောင်နဲ့မင်္ဂလာဆောင်တော့မှာ ဟောသူရလည်းပြောင်းနေပါလားဘလို့ဖြစ်ရတာတော့အသေးတယ် ဩမဆောင်လို့မရတော့ဘူးမဖုံးနိုင်ဖိနေဖြစ်နေပြီ ဟာမင်းอ่ะ အေးလေငါဖြတ်ကြတာမရဘူးတို့ကဩငါတော့ဖြစ်မလားကွာ အေးလေမင်းနဲ့ အေးငါကြောင့်ဖြစ်တာဗော အေးအောင်ဖြစ်တာဒါဖြစ်သွားတယ် အေးလေ ဟောမင်းကွာ အဲ့တော့ငါသူ့ကိုတောင်းမှန်တော့ကွာကဲယူဆိုယူမယ်ငါလည်းမိကောင်းမဟန်သားသမီးပဲယူမယ်ဒါပေမဲ့လောလောဆယ်ပတ်စံမရှိသေးတော့မင်္ဂလာဆုံးကြီးကျွေးထားလိုက်မယ်ဆိုတာမဟုတ်ဘူးတဲ့မင်္ဂလာဆောင်ပေးတဲ့မင်္ဂလာအချင်းချင်းဆောင်ပေးလဲရတယ်အမှတ်တရလေးဖြစ်စင်လို့ဆိုတော့
မင်္ဂလာဆောင်တာတော့ကြောင်းမှုကွာမင်္ဂလာဆောင်ပြီဆိုတော့မင်းလုတ်ပြရှို့တော့မှာဖိတ်စာတွေပါရရတော့ မင်းကလည်းမင်္ဂလာဆောင်မတော့ကွာမင်းကလည်းဖိတ်စာရိုက်မှလူတွေကလာမှလေလာမှလက်ပွဲပြန်ရမယ့်ကိစ္စယူမင်းကလည်း အေးရတာမရတာနောက်ထားလေဘူးလို့ဆိုရင်ဖိတ်စာရိုက်တယ်ဆိုရင်လေဖိတ်စာတွေဒီခေတ်မှာဈေးရမ်းကြည့်တာကွာနှုံချိုးချင်အောင်လေးရမယ်ဖိတ်စာဆိုင်တွေပါအတိမရှိလား မင်းကဘယ်နည်းဆောင်ဘူး ဟောကတ်နေပြီချက်ချင်းဆောင်ရတော့မှာလို့အခုလာမယ်3လပိုင်း21နေ့ ဘာ အခု3လပိုင်းမလား21ရက်နေ့လို့ အခုလာမယ်3လပိုင်း21ရက်နေ့ကိုမင်္ဂလာဆောင်မှာ အေးဟုတ်တယ် အဲ့ဒါကိုဖိတ်စာရိုက် အေး ဘယ်လောက်ရိုက်မလဲမင်းစိတ်ကူးထားလဲပြောသား အာအများကြီးတော့မဖိတ်ဘူးလေကွာအချင်းအောင်ပဲဆောင်တာပဲဟိုလူ200 300တော်ရောအဲ့လောက် 600ရိုက် အော်200 300ဘို့တော့မရှိပါဘူးဆိုတော့ဘယ်လို600ရိုက် အော်မင်းကလည်းကွာငါတဝက်ဆိုင်ပေးပါမယ် ဟဲ့မင်းနဲ့သူနဲ့ယူမှာမလို့လား ဟုတ်လေမင်းတို့ယူမငါတဝက်ဆိုင်ပေးမှာ ထူးထူးဆန်းဆန်းဗျာမလေးနားရှိလို့ကြားတယ်ကိုတို့လေခင်ဗျားတစ်သလုံးဒိုင်မန်တို့ဂုံစင်းလာတဲ့လူက အော်ငါတဝက်ဆိုင်ပေးမှာကွာဥမာကွာ2သိန်းကြမင်း3သိန်းမဲ့ဆိုင်ငါ3သိန်းဆိုင်ပေးမယ်ဗျာ တကယ်ပေါ့ လုံးမယ်ရော အေး600လား 600နော်မင်းတစ်ဝက်ဆက်မှာနော် ငါတဝက်ဆိုင်ပါမယ်ကွာဟိုကျင်းသေးတာကတော့3လပိုင်း21ရက်နေ့ဆောင်မှာတော့ကျင်းသေးရနော် ခင်လိုက်အေးအောင် အေးရငါလုပ်ပြီးလိုက်တို့တဲ့ဖိတ်စာသွားမှလိုက်မယ်ဆိုတော့ငါ့ကိုစိတ်ရအရင်ပေးတာ2000လောက်ပေါ့ ဩစင်ရဆိုလေမင်း2သိန်းလောက်ကြာရင်9000လောက်ပေးမှာမလားအဲ့တော့မင်း2000ခွဲအရင်စိုက်ထားလိုက်အေးငါ2000ခွဲကိုလည်းမင်းကစိုက်ထားလိုက် ဩငါပဲစိုက်တာ အေး ပြီးတော့ပြန်ပေးရမယ်နော် ဟောမင်းလည်းငါဘယ်တော့ဂရိတီ ဟုတ်ကတိမဒီပဲဘယ်လိုသွားလို့ရမ ဘယ် လဲ တော့ဂရိပြဘူးလေမင်းတည်တယ် 600အေးမင်း300ငါ300ငါတဝက်ဆိုင် တက်တာစီတက်တာပါစီနော် တက်တာတယ်အဓိကက3လပိုင်း21ရက်နေ့ ဟုတ် နော် တယ်မြင်မြန်လို့လိတ်မကြနဲ့ မကြောက်ဘူးဟောငါနမူနာယူလာပြမယ် အေးအဲ့နမူနာငါအရင်ဖတ်ကြည့်မယ် အေးပါလင်းသိနေတာကွာโอเคဟောဘာဖြစ်လဲတဝက်သက်တာနေတာမဟုတ်သူ့တက်တော့ငါအကုန်စင်းသေးတယ်ဟေး 喂，哥，哥，好，表姐兄弟。 ဟိုဖြည်းဖြည်းသွားပါမပေါ့ဘိုင်းနေဥစ္စာကိုလေးလက်ဝင်ကိုကြီးလက်ဝင်နဲ့ ဘာလဲပြောမင်းကြီးကြီးဖိတ်စာရိုက်ပြီးပြီလား ရိုက်ပြီးပြီဒီနေ့တော့မှနမူနာရမှာတွက်လိုက်ပြီလားလေ ကိုဘာလဲလှလာလေးလောက်ရလား အရန်လာတယ်တဲ့သူကိုယ်တိုင်တီထွင်လာတာတဲ့သူဒီဇိုင်းနဲ့ သူချလို့နော်တသက်မှာတစ်ခါပဲမင်္ဂလာဆောင်ပါလား သူလည်းတက်တာအေးသူတက်တာမလုပ်ဘူး တေချာလို့လား အာဘာလဲပြောတယ်ရလာပြီလား အမ နမူနာလေး နမူနာ600ကမင်း300ငါ300နော် ငါတဝက်ဆိုင်မယ်လို့ပြောထားပြီ အေးဟုတ်ပါပြီ ယောက်ျားကွာမင်းကလည်းဂရိတီပါလေမင်းကလည်းစိုက်တာအဲဒီမှာအဲ့ဒီမှာတစား ဒါနမူနာလား အေးပါဩအေးနော်ဒီအသေးပုံလေး တဲပုံလေးတိုင်း ဒီအပေါင်းလက္ခဏာတွေပါဘူးလား အဲ့ဒါတင်းချိုင်းလी ဟာဟေ့ပညာရဘာလို့တာတော့လို့ ဒုက္ခပဲကွာလူဆိုတာအိုနာတေးပြီးလေကွာမင်းကလည်းချစ်ကြိုက်ညားကြိုက်ကြလူဆိုတာတေးရမှာတနေ့တေးရမှာဒါဟုတ်ပါဘူးတင်ကိတပြထားတဲ့သဘော အေးနမိတ်ကြီးလေးပါဟုတ်ပြတယ်လို့ဟောတဝေကပါမင်္ဂလာတော့မရကောင်းလိုက်တဲ့ idea မင်းအသေးလေးနဲ့တင်ချိုင်းကုန်းလေးနဲ့တင်ချိုင်းကုန်းလေးနဲ့မှတ်တိုင်လေးနဲ့နော်အေးကောင်းတယ်ဒါတော့တေးကြဒီဇိုင်းကလာမှာပေါ့လား တစား ဖိတ်စာအတွင်းလေးရော အဲ့ဒါလည်းမတကယ်ကြီးငါဖတ်ပြ အရှောင်းလေးနဲ့ပဲမိမ့်ပါတော့လာအေးဖတ်စမ်း မင်္ဂလာဖိတ်ကြားလော ဒါပဲပြောရဲ ခင်လာ အေးဟာဟုတ်တယ် ဒီမှာဖတ်ပြတယ်မင်းနာမည်လေးမဟုတ်ဘူးလားခင်လာအေးအော် ရိုက်တာကွာဦးကလည်းမောင်ကလည်းမဲအဲ့လိုတော့လုပ်လीကွာ ကိစ္စမလုပ်ထားနေမှာပါ မင်းကပုတ်ဘူးလေငါပြောပြမယ်မောင်ခင်လိုင်းဆိုအရှိကမောင်တစ်လုံးတက်လိုက်တာနဲ့တစ်လုံးကပို့ပေးရတယ်အေးပါအဲ့ဒါကြောင့်မသိရလေ โอเคလို့လုပ်ရ အဲ့လိုပေးရတာလေအဲ့ဒါကြောင့်နည်းနည်းချုပ်လာတာမင်းမတက်တာချင်းနဲ့ဆိုငါ6တောင်မှထားတာငါတစ်ခွက်ဆိုင် ပေါ်ချောင်းကောင်းလို့ကွာ အေးမာခင်လာ အေးအားရမေဘလူးရော မင်းနာမည်ကိုဖတ်ပြနေတာမင်းနာမည်မင်္ဂလာဖိတ်ကြားတော့ဖတ်ပြနေခင်လာ အေးအာ မကြောင်းနဲ့လေအေးအောင်တို့ဤမင်္ဂလာခမ်းမတို့တဲ့ကြွရောက်ကြပါရဲ့ဖိတ်ကြားအပ်ပါဒီ21ရက်3လ2025အေဂျင့်တာယာမင်္ဂလာခမ်းမမကောင်းလား ညငါတို့မိဘတွေနဲ့မလဲမဖား အော်မင်းတို့မိဘတွေဟိုနှစ်ဖက်ထည့်ရတဲ့ခါကျရင်ဆလုံးပို့လာသူတို့ကမင်္ဂလာဆောင်မလားပြော မမိုးလေးဟုတ်တယ် အဲ့ဒါသူတို့ဆောင်မှာပဲခါသူတို့အပိုးတယ်ကွာအလကရှောက်တဲ့မနေနဲ့ဆလုံးတွေပို့လာတခါပတ်စံပို့ပေးနေဟုတ်ပြီလား ဇိုင်းလေးကတော့လာနော် အဲ လာ ဟဲ့ဒီဘက်ကကိုအောင်တိုင်းအောင်ဘောက်တာ အကုန်သားမင်းနဲ့မဆိုင်ဘူးအဲ့ဒါငါဦးလေးတစ်ဆက်တည်းလောက်တာ တစ်စက်တည်း ဒီမလေးတစ်ဆက်တည်းလောက်တာ ဟောကိုအောင်တန်းနာရေးသူကြွားကြပါရဲ့21ရက်3လ2025ခေါင်းနဲ့တရက်တည်းပဲဟာနော်ထိန်ကုန်းတုတ်တန်သူကြွားကြပါရဲ့ဟာဘောက်တယ်လေမင်္ဂလာဆောင်တဲ့ဒီနာရေးဖိတ်စာကြီးရဘောက်တာ ဟာမင်းကငါပြောထားတယ်လေတယောက်တစ်ွယ်လို့မင်း300ငါ300ဟောဒီဘက်ကမင်းတို့ရဲ့မင်္ဂလာဖိတ်ကြောလာဟိုဘက်ကငါဦးလေးရဲ့အာတုဘဖိတ်ကြောလာအဲ့တော့တရက်တည်းဖြစ်တဲ့တော့မလို့တရက်တည်းတစ်ခါတည်းမင်္ဂလာဆောင်တဲ့လူရောအာတုဘဖိတ်တဲ့လူရောတစ်ခါတည်းတန်းဖိတ်လိုက်တဲ့ခါကျတော့တရက်တည်းမပြီးဘူးလား
တက်တာလေလေ ငါတို့မင်္ဂလာဆောင်ပြီးတင်းချန်ကုန်တန်းသွားလိုက် အေးဒါပဲပေါ့ တရောင်းတာအဲ့တော့ခွာတာလားတရောင်းတာရဲ့ဂုံးစင်လာ ਈ လား အကုန်ရသက်သာလို့ပါကွာ